ဘာကြီးလဲမသိဘူးဒါအစီတန်းဖြစ်တော့ရင်ဘက်ရောင်သွားတယ်တူတယ်အမေဒါဘာကြီးလဲကြည့်ပါဦး ဟဲ့ကလေးမနေကမိန်းကလေးလေမိန်းကလေးဆိုတာရှိတဲ့နေရာမှာရှိမှာပေါ့နေနေမဟုတ်ဘူးငါမှလည်းရှိတယ်မယုံကြည်မလား ဟာဘာလို့ရှောက်ကြပြီးတော့လဲ အော်ကြုံချောင်းသွားလို့ပါတော့ ဒေါ်လေးကလည်းထမင်းစားတော့ပြတ်တော့မှာပဲဗျာ ဟဲ့ဘာတပင်းစားပြရမှာလဲနေမဲငယ်ငယ်ကလည်းငါတော့ဆို့လာပြီးတော့ အာနေကြသေးပါဗျာဘလို့ဖြစ်တာတော့ငါဘလို့ဖြစ်သွားတာတော့ကွာ ဘာဖြစ်ရမှာတော့ကလေးမရဲ့မင်းကမိန်းကလေးလေဥရုရဲ့သားပြုံးနေသွားတာခုချိန်ထိကိုပြန်မရောက်သေး ဟု ဘူး တ်ပါ ဟာအဖေတို့ကလည်းဗျာအဖေတို့တော့တိတ်ပါဘာလို့မမတ်မရတော့ဗျာ ဟဲ့ကလေးမဟမ်ငါသားပြစ်တိုင်းတော့နေကဖြစ်เสียလားကြမ်းကြမ်းဖမ်းဖမ်းနေရုပ်ကနေမှမှန်နဲ့ပြန်ကြည့်လိုက်စမ်း ပြပြပြနေရ ကဲဒါနေမျက်နှာဒါနေဥစ္စာ ဒါမဟုတ်ဘူးဗျဒါလမ်းမှာဖွန်းတောင်ခဲ့တဲ့ကောင်မလေးဟာလောကကြီးတော့ဘာလို့ဖြစ်ကုန်ကြမသိပါဘူးဗျာဟာအကနာအိမ်မပဲပြရမယ်ဟဲ့အောင်ခွာစီငါ့ကိုပါချင်တော့ပိတ်ရလိုက်စမ်း ရရမယ် အေးမြင်ရကမှာမြင်အာရောင်မင်းတို့ကြည့်ရ မေ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 မီးတရေကြောင်းလိုက်ကြလားမလေးဝမ်းသာလိုက်တာမေမေဝမ်းသာလိုက်တာမေမေ ဟဲ့ဒီမှာမင်းမဘာလို့ဖက်တာလဲကွာ မေမေသမီးတို့ဘာလို့ပြောနေရလဲသမီးလေသမီးမေမေသမီးလေမမီတော့ဘူးလား အာမဖြစ်နိုင်ပါဘူးမင်းဘယ်လောက်မှတော့သမီးဖြစ်ရမှာလဲကိုကိုကိုလည်းပြန်ကြည့်ပါအောင်ကွာ ဟမ်ဆင်မကျမဘာလို့ဒီဝက်စားကိုပေးထားရလဲ ဟိုမဟုတ်သေးပါဘူးသမီးရဲ့ဟိုသူ့ကိုယ်သူလေးပြန်မြင်အောင်လို့လေသမီးရဲ့ဖုန်းလေးနဲ့သူ့ကိုပြပေးလိုက်ပါရမကြီး မပြပါဦးမမရဲ့အဲ့ဒါဟိုကောင်ဘေးအဲ့ဒီကောင်ကလေသမီးနဲ့ကားတစ်ခါတည်းမှာအတူတူစီးလာတဲ့ကောင်အဲ့ဒီကောင်ကဘယ်လိုလုပ်ပြီးတော့သမီးဖြစ်နေရလဲအဲ့သမီးမဟုတ်ဘူးသမီးမဟုတ်ဘူးဘေးကဲပါဦးသမီးကိုကဲပါဦးမဖေးအဲ့သမီးမဟုတ်ဘူးနော်အဲ့ဒါဟိုကောင်ဆရာမ ဘေး ဆရာမဟုတ်ဒီကလေးကလေဟိုကအဲ့စီတဲ့ဖြစ်နေညာဟိုအုံနောက်ထိသွားလားဆရာဦးတရားလို့ခေါ်ပြီးပါဗျာ အော်ဖေးရဲ့သမီးကဘာလို့အုံနောက်ထိရမှာလဲဖေးရဲ့သမီးလေးဖေးရဲ့သမီးမွေးလေးဖေးသမီးမမီးလို့လားသမီးလေးဖေးရဲ့မမဖေးကိုကူပြီးပြောပေးပါဦးမရဲ့ညီမတရားလေးမမရဲ့ညီမလေးလေးမမဖေးကိုကူပြီးပြောပေးပါဦးမမရဲ့ညီမလေးတော့မမလေးဖေးကိုပြောပေးပါဦးမမရဲ့ ဘာဒါဆိုရင်ဒီရကလေးမအိုးတော်လေးတို့ရဲ့တာပြစ်တိုင်းဆောင်ပေါ့ဟုတ်လား ဟုတ်တာပေါ့မေယာကားဘာလို့ညားမှာတော့ ဟာအဖြစ်ပြက်တွေကထူးဆန်းလုံးလို့ယုံမို့မယုံနိုင်တော့ပါဘူးဟာ ဟဲ့ပြလိုက်တော့ငါအထင်ပြောရရင်ဟိုမင်းရဲ့ကြက်လို့လေဟိုစိတ်ပြောင်းကိုခွာဖြစ်ပြီးတော့ဝိညာဉ်ပြောင်းသွားတဲ့သဘောမျိုးလား အေးဟုတ်မယ်ကွာဟာငါဘွားပြပြနေတူပါရဲ့ကွာ အာဒါဆိုဒီတိုင်းနေလို့မရဘူးကားမောက်ပြီးဒဏ်ရာရတဲ့လူနာတွေဘယ်ဆေးကိုတင်ထားလဲဆိုတာသွားစုံစမ်းမှာပေါ့ အဲ့ဒါဆိုရင်ကိုဟန်နေအများဆုံးလိုက်ရှာမှာဖြစ်မှာပေါ့ကျွန်မဆောင်ပြော အေးပါလိုက်ချပါမယ်ကွာအေးပါ နေဦးလေးနေဟိုကျွန်တော်နဲ့ဒီကောင်နဲ့ပဲသွားရှာလိုက်မယ်နော် ကောင်းတယ်ငါနိုင်မယ်လေကွာ ကဲနေသားပါကွာမင်းကမိမအောင်ဆိုင်ငယ် ဟိုးတားရဲ့နေခဲ့ပါကွာ